ဒီကမ္ဘာလောကကြီးဟာနေထွက်ကနေနေဝင်အထိအစဉ်ပြောင်းလဲနေတတ်ပါလေလူတွေကလည်းမိမိတို့ဘဝရည်တည်မှုအတွက်သွားလာလှုပ်ရှားရုန်းကန်နေကြရပါလေသပင်ပန်းမှရင်းပြေတောတောင်တို့ရဲ့အလှပင်နဲ့အတူလူသားတွေရဲ့နှလုံးသားမျက်နှာပြင်ကကတိညုတကတဝိရိတရားတွေလွှမ်းခြုံနေတာကြောင့်လဲတာယာလှပတဲ့လောကကြီးဖြစ်နေရတာပါဘုရားမြတ်စွာဘုရားဟာBC 934မှာပွင့်တော်မူခဲ့ပါတယ်ဒါကြောင့်လဲဘုရားရဲ့ဓမ္မဝိနည်းတရားတွေဟာလောကနဲ့သသားရဲ့တစ်ထက်သေးဖြစ်စီခဲ့ပါတယ်ဘာသာယူဝါဒတွေဘလောက်ပဲကွဲပြားကြနေမဲ့ဓမ္မဝိဟာရတရားတွေနဲ့ပြီးပြီးဆိုရင်အချင်းချင်းသဟဇာတဖြစ်ကြရပါတယ်တဘဝမှာတခဏတာကြုံလာခဲ့ရလူတွေဟာအနာညီမြင့်မြင့်နှစ်ကြောင်းမတိတ်ဆောက်တဲ့ဘဝခီးလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာရည်တည်နိုင်မှုအပြန်အလှန်နားလည်မှုရှိကြရပါတယ်မိမိဘက်ကဆွလွတ်ခြင်းအနစ်နာခံခြင်းကိုချင်းစာခြင်းသိကံခွင့်လွတ်ခြင်းသရာစီနာထားရှိခြင်းစတဲ့တရားတွေနဲ့ရှိရတယ်လို့တစ်ဖက်လူဘက်ကလည်းအဂတိတရားတွေဖယ်ထားတဲ့ယူသားဖြောင့်မတ်စွာရှုမြင်ခြင်းအစဉ်တမ်းမခွဲခြားခြင်းကျေးဇူးတုံ့ပြန်တတ်ခြင်းစတဲ့တရားကောင်းတွေနဲ့ဖြည့်ဆွတ်ပေးရပါတယ်အဲ့ဒီအခါကျမှမွန်မြတ်တဲ့နဲ့ဘဝခီးပေါ်တန္တရာခီးပေါ်ကြီးဖြစ်လာလိမ့်မယ်လို့ဗုဒ္ဓဘုရားရှင်ကဟောပေါ်ပြသဆုံးမခဲ့ဘူးပါစကားကြီးမြင့်တိုက်နေစိတ်ကိုရှိကလမ်းကလေးကိုကျွန်တော်ဖြတ်လျှောက်မိတဲ့အခါမွန်မြတ်တဲ့နဲ့ဘဝခီးပေါ်ကြီးတန္တရာခီးပေါ်ကြီးရဲ့အပြန်အလှန်ထားရှိကြတဲ့စေတနာထားဆောင်ရွက်နေမှုများကိုဂုဏ်ယူဝန်းသာနေခဲ့မိပါတယ်ဒေသပြည်သူတွေရဲ့ကျမ်းမာရေးကိုအပြည့်အဝစောင့်ရှောက်ကုသပေးရာတစ်လွင်တောက်ပါဆေးရုံအဆောက်အဦတွေကိုကြည်ပြီးပီတိတွေဝေခဲ့မိပါတယ်ချုံမွေကြောက်တန်းနေတဲ့အင်္ဂလိပ်အုပ်လန်းလေးပေါ်ရှောက်လန်းကြည့်မလားဒါမှမဟုတ်မြင်မလွင့်ပြန်နေတဲ့ပင်လယ်ကပီးပင်ကြီးတွေအောက်ကခုံတန်းရားတွေပေါ်မှာအနားယူအပန်းဖြေကြမလားဆေးရုံရှိမျက်နှာစားရဲ့စိတ်နဲ့လည်းမျက်ခင်းနဲ့အဝင်းဝိုင်းပြည်တဲ့ကရောင်စုံပန်းလာပြီးကိုနေမောကြည့်ကြမလားတော့ကပူမိပြီးစိုးရင်ပူပန်မှုတွေရင်ခုန်အမောတွေနဲ့ရောက်လာကြသူတွေအတွက်ခန္ဓာရအလေကအိုရင်စိတ်ကလေးတစ်ခုလိုအေးချမ်းတဲ့တဏှိဒုက္ခကိုအပြည့်အဝခံစားနိုင်ကြမှာပါလားလို့တွေးနေခဲ့မိပါလေခဏထေဝလာတဲ့ဆေးရုံတစ်လွင်တော့ပါနေတဲ့ဆေးရုံဖြစ်လာအောင်ရှိကနေမမငွေရောလူပါစိုက်ထုတ်ပြီးအကျိုးဆောင်ပေးနေလူကတော့ဆရာဝန်ဒေါက်တာဝင်းနိုင်ထွန်းရွှေဘူပဲဖြစ်ပါတယ်ဒေါက်တာဝင်းနိုင်ထွန်းရွှေဘူဟာဆရာဆရာမဆေးရုံဝန်ထမ်းတွေနဲ့အတူကုသရေးစောင့်ရှောက်ရေးတာဝန်တွေကိုနှေရောကြတာကြက်မှတ်ထမ်းဆောင်ရရှိနေပါတယ်ဒါပြင်မိမိတို့တောင်းကြရာစေယုံကြီးရဲ့ရုပ်ဝတ္ထုပိုင်းလှပရှင်းနေဖို့လဲစေယုံဝန်ထမ်းတွေအပြင်ဝန်ထမ်းမိသားစုတွေပါစေတနာရှိတန်းတင်ပြီးကြိုးပမ်းထမ်းဆောင်ရရှိနေကြပါလိမ့်မိမိဝန်ထမ်းအချင်းချင်းနဲ့လူနာတွေပေါ်မှာအကျဉ်းသားနှလုံးသားပိုင်ရှင်တွေအဖြစ်ခံယူထားကြပါလိမ့်ယာရုအဆင့်တာဝန်ဆိုတဲ့အရာတွေချက်လုပ်ဖို့ကံပဲပြီးဆိုတဲ့အသည့်နဲ့လက်ရည်တပြင်းဒီစီစီလုံးလုံးရှိနေခဲ့ကြပါတယ်အများပြည်သူတွေရဲ့စိတ်နှလုံးချမ်းမြေ့စွာကုသမှုခံယူနိုင်မှုစေယုံကြီးပြည့်လွန်လှပနေဖို့ကျမ်းမာရေးမိသားစုတွေဟာစေယုံကြီးကြပ်ရေးအဖွဲ့အကြီးအကဲတွေနဲ့အတူလက်တွဲညီညာဆောင်ရွက်လာကြလို့လေအခုလိုလှပတန်ရှင်းတဲ့စေယုံအဆောက်အဦကြီးဖြစ်ခဲ့ရတာပါတိုက်နယ်ဆရာဝန်ဒေါက်တာဝင်းနိုင်ထွန်းရွှေဘူရဲ့ဝန်ထမ်းမိသားစုအင်ဂျီဟာဖြစ်ပါတယ်ဒေါက်တာဝင်းနိုင်ထွန်းနဲ့ဇနီးဖြစ်သူမတ်ရီသန်းတို့ဟာရွှေဘူဇာတိသားများဖြစ်ကြပါတယ်ရဲရင်ပြသတဲ့စိတ်ဓာတ်တွေနဲ့ဘဝခရီးပေါ်တွေအဖြစ်ခြေလမ်းစတာခဲ့ကြပါလိမ့်တယောက်နဲ့တယောက်အပြန်လန်း
နားလည်မှုတွေနဲ့ဖွဲ့စည်းထားတဲ့မိသားစုလေးထဲမှာဆွဲလက်တန်စင်လေးနှစ်ဦးရဲ့ချုံမြတဲ့ပြုံးပန်းတွေဟာအမြဲတမ်းဝင်နေတတ်ပါတယ်ဇနီးဖြစ်သူမရီတန်းဟာဒေါက်တာဝင်းနိုင်ထွန်းအတွက်တည်ငြိမ်အေးဆေးလာတဲ့ပါရမီဖြစ်တဲ့တူဖြစ်ခဲ့ပါတယ်ဓမ္မတွေရဲ့စေကုသရေးမှာလည်းအင်အားတရအဖြစ်ဝိုင်းဝန်းကူညီပေးလိရှိပါတယ်ရောက်ရဒေသအသီးနဲ့ဇာတိညီတွေမှာတူစုံညီမျှအထူဒါနတွေပြုကြတဲ့အခါတိုင်းမှာလည်းရှေ့သွားနောက်လိုက်ညီခဲ့ကြပါတယ်သူတို့နှစ်ဦးဟာဘေးဖို့ဆင်ဆက်မပြတ်လေးလာဇာရိတ္တနဲ့မိဘအလိုက်ဇယိုက်ချင်ယူအမျိုးနွယ်လင်းစောင့်သီးခြင်းဆိုသလိုဘိုးဘွားမိဘကြီးရဲ့ဆုံးမသွန်သင်မှုကြားကနေဘဝရည်တည်မှုကိုအခိုင်အမာရအောင်ကြိုးစားခဲ့ရလို့လဲမိဘကြီးရဲ့ကျေးဇူးတရားကိုအမြဲတမ်းဥထိပ်ပန်းစင်ထားခဲ့ကြပါလေအရိယမေကသစ္စာလေးပါးကိုမက်ပညာနဲ့ကောင်းစွာသိမြင်နိုင်တဲ့ဗုဒ္ဓရဲ့မေတ္တာရေးအောက်မှာခိုလုံနေခဲ့ကြလို့လဲသူတို့အိမ်ဘေးနာကရောင်စုံတစ်ခွပန်းကလေးတွေလိုရနံ့ပင်းပြီးအစင်းလှနေကြခြင်းဖြစ်ပါတယ်စရာကြီးဒေသရဲ့တဆောင်မုံလာဟာပတ်ဝန်းကျင်တစ်ခွင်လုံးစောင်းကာလရဲ့နမိတ်လက္ခဏာတွေနဲ့အလှဆင်နေကြပါတယ်စဘာတွေရိပ်သိမ်းပြီးကြလို့တလင်းတွေထဲမှာစဘာနေရင်ကောက်စွာရင်းနဲ့တချင်းတီဆိုးနေကြတဲ့အတန်တွေလွင့်ပြန်းနေတဲ့ကာလဖြစ်ပါတယ်စရာကြီးစိတ်ကန်းကရောက်ပြီးမြစ်ပြင်ရဲ့အလှပုံရိပ်တွေကလည်းအသက်ဝင်နေတဲ့ပချီကားတစ်ချက်လိုတွေ့နိုင်ကြပါတယ်ဟိုးအဝေးတောင်ဆွဲကမြစ်ကမ်းဆက်မှာငှက်ပြီးပြုံးမြူနေတာတွေ့ရတယ်လို့မြစ်လေပြင်းကလင်းငယ်ရှင်တအုပ်ရဲ့စောင်းဘွက်တချင်းစာတဲ့တဲ့ကိုလည်းကြားနိုင်ကြပါလိမ့်ကျွန်တော်ဟာအေယော်ရီမြစ်ပြင်ကြီးကိုငေးကြည့်ရင်းကမြောက်လင်းငယ်သွင်းမှလို့မြူနှင်းငယ်ဆူဆူမြင်းနိုင်ငယ်ပြူပြီးရွှေကြီးညူတာယာနဲ့ကြက်တိကာထွန်းနေလာကူလီတစောင်းငယ်မာသ12လတွင်ချမ်းမြအေးရင်ဖိတ်စာကွင်းသို့ရက်ဝင်ပြောင်းခွာခဝဲညာလဲခိုင်လွာဝစ်မုံရနံ့သာထုံတော့၏ဖုံးကုံကြော့တန်ပိန်မှာလူကထိန်သပင်ခင်းလို့ကျင်းကြတယ်လေဆိုတဲ့မဟာတုလာမင်းကြီးရဲ့တစောင်းမုံလာွယ်ကြပြတပုတ်ကိုသတိရနေခဲ့မိပါလေခဝဲပွင့်ကြီးလကထိန်ဆိုတဲ့စာစုနဲ့အညီတော်ရန်ဆက်ကခဝဲပန်းကြီးပွင့်ဝင်းနေတဲ့ကာလမှာစကားကြီးတစ်နေ့လုံးကကထိန်သင်္ကန်းဆက်ကလူရန်ပွဲကြီးတွေကိုလည်းချိန်ချိန်သေးသေးကျင်းပခဲ့ကြပါလေတစောင်းတိုင်းမိထုံးပွဲကြီးတွေကိုရှေးရခင်ကစင်ရင်ကျင်းပခဲ့ကြပြီးမြဲယခုကာလမှာတော့တိမ်ကိုပျောက်ကွယ်သွားခဲ့ရပါပြီဒါကြောင့်အယောင်ဒီမြကမ်းပေးမှာနေထိုင်ကြတဲ့မြို့ရွာတွေသာလှုပ်ရှားဆောင်ရွက်ခွင့်ရတဲ့တစောင်းမုံလာပြည်နေမြမိမျောပွဲတော်ကြီးကိုယမန်နစ်ကဒေါက်တာဝင်းနိုင်ထိုးဦးဆောင်တဲ့ဆေးရုံဝန်ထမ်းတွေကဆေးရုံကြီးကြပ်ရေးအဖွဲ့နဲ့တိုင်ပင်ပြီးဆောင်ရွက်ခဲ့ပူပါပြီယခုနှစ်မှာလည်းဒုတိယအကြိမ်မြောက်စကားကြီးမျိုးလုံးကျွတ်တစောင်းနိုင်မိမျောပွဲတော်ကြီးကိုကျင်းပပြုလုပ်ကြဖို့တိုက်နယ်ဆေးရုံခမ်းမကြီးမှာစုဝေးတိုင်ပင်ခဲ့ကြပါပြီစကားကြီးရက်ွက်၈ခုနဲ့အတူတိုက်နယ်ဆေးရုံကျန်းမာရေးဝန်ထမ်းများစကားကြီးအထက်ကပညာရေးမိသားစုများဖိုးတီစုထုံးဘူစာပြည်စုကြေးရွာတွေကပါပူပေါင်းပါဝင်ကြဖို့ဆုံးဖြတ်ခဲ့ကြပါလိမ့်2012ခုနှစ်နိုဝင်ဘာ26ရက်နေ့ရောက်တဲ့အခါမိမျောပွဲတော်ကျင်းပရေးကော်မတီနာယကအဖွဲ့ဝင်လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြတဲ့ကိုကျော်ဦး
ဦးအုံမြင့်ဦးလှကြီးဦးမြင့်လွင်ဦးကိုကိုလေးဦးကျင်ထိန်ဆရာဦးလှဆန်းကိုစီယာဦးတိလွင်စတဲ့အဖွဲ့ဝင်တွေဟာအဖွဲ့နှစ်ဖွဲ့ခွဲပြီးရက်ွက်တွင်းကကော်မတီအားတွေနဲ့အတူအလူခံထွက်ခဲ့ကြပါသည်စကားကြီးမိထုံးပွဲတော်တချင်းတန်တွေတမျိုးလုံးလွှမ်းနေသလိုတစောင်းမုံလာပြင်းနေညရဲ့အေယာဝတီမြစ်ပြင်ကိုမိဘုံလေးတွေနဲ့အလှဆင်းရမယ့်ပွဲတော်အတွက်ဝိုင်းဝန်းပါဝင်လှူဒန်းခဲ့ကြပါသည်ကျမကြီးဦးစီးကော်မတီနာယကအဖွဲ့ဝင်ဒေါက်တာဝင်းနိုင်ထွန်းရွှေဘိုနဲ့ကျင်းပရေးကော်မတီဥက္ကဋ္ဌဆရာဦးဝေးသန်းတို့ဟာပြင်ဆင်လုပ်ကိုင်နေမှုများကိုလိုက်လံကြည့်ရှုပြီးလိုအပ်တဲ့အကူအညီများပေးခဲ့ကြပါသည်ရွှေဘိုရန်ဖုတီစုကိုရောက်လာကြတဲ့အခါဆရာဦးဝေးသန်းကကိုစိတ်သက်သူဂုံပြူရေးသားဆက်ဆိုထားတဲ့စကားကြီးမျိုးမျိုးပွဲတော်တခြင်းကိုဖုတီစုတီးဝိုင်းနဲ့တီးဆိုပေးခဲ့ပါတယ်တိုက်နယ်စေယုံကကျမကြီးဝန်ထမ်းများဖြစ်ကြတဲ့ဆရာမဒေါ်ဆန်းဆန်းမှုဦးဆောင်တဲ့ဝန်ထမ်းမိသားစုတွေကလည်းရောင်စုံမီးပုံးလေးတွေပြင်ဆင်ရင်းတစောင်းမုံလာရဲ့လပြည့်ညကိုအလှဆင်နိုင်ကြဖို့အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြပါသည်စကားကြီးအထက်ကပညာရေးမိသားစုတွေကလည်းကျောင်းဆရာကြီးဦးစောစိန်တောင်းကိုယ်တိုင်ကြီးကြပ်ပြီးအေယာမပညာရေးတစ်စိတ်မိဘုံကြီးနဲ့လက်ဆွဲရောင်စုံမိဘုံလေးများကိုအကောင်းဆုံးဖြစ်လာအောင်ဝိုင်းဝန်းလှုပ်ဆောင်နေတာတွေကိုလည်းတွေ့ကြရပါတယ်လေးရက်ကွက်ကကိုခင်စောကိုကျော်လေးဦးအေးတို့အဖွဲ့ကြီးကလည်းရက်ကွက်မိဘုံကြီးကိုရောင်စုံအလှတွေနဲ့ခြေလှနေခဲ့ကြပါတယ်စကားကြီးအုပ်ချုပ်ရေးမှူးဦးညီညီထွန်းကတော့သူ့အဖွဲ့သားတွေသူ့မိသားစုတွေနဲ့အတူအေယာမငမန်းရုပ်ကြီးကိုဖန်တီးနေကြပါတယ်ဒီညကတော့ရွှေစကားရဲ့ရေစလာမှာငမန်းရုပ်ကြီးကိုအရန်လုပ်ပြီးလွှတ်ကြဖို့မမျောခင်ကလေးကစိတ်ကူးတွေအကြအနာရင်ပြီးအလှအပပြီးဆင်နေတာကိုလည်းတွေ့ကြရပါတယ်6ရက်ကွက်ကိုရောက်တဲ့အခါမှာတော့ဦးသိန်းထွန်းဦးဆန်ရွှေကိုအုံးတန်းကိုရွှေမိုးတို့ရဲ့ငြိမ်းချမ်းရေးစီတမန်ဂျိုးရုပ်ကြီးကိုပြင်ဆင်မွမ်းမံနေကြတာကိုလည်းတွေ့ကြရပါတယ်
ကိုကိုလေးတို့ကိုအောင်လန်းတို့ကိုအောင်ကိုတို့ရှေ့ရက်ွက်ရောက်တော့စူရလီကြီးကိုရေထဲလွှတ်ကြဖို့ဖန်တီးနေတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်ငါးရက်ကွက်ကိုရောက်တော့ကိုအောင်ကျော်ဦးပေါ်လာကိုမင်းကိုအာဝါတို့အဖွဲ့တွေကရဟန္တာကြီးရေပေါ်ကနေပြန်ကြွသွားဟန်ဖြစ်အောင်စမ်းသစ်တီထွင်နေကြတာကိုလည်းစိတ်ဝင်စားဖွယ်တွေ့ခဲ့ရပါတယ်ဦးတင်အောင်ကိုဘွားကြီးအောင်ကိုကြီးကိုနေလင်းကိုသန်းထိုက်တို့တွေဘာမီးဘုံလို့အမည်ပေးဖို့ခက်ရလောက်တယ်မီးဘုံကြီးတစ်ခုသူတပြန်ငါတပြန်အော်ကြဟစ်ကြရင်တက်ကြွဖန်ပြီးနေကြတာကိုလည်းတွေ့ကြရပါတယ်3 ရက်ကွက်လာရင်ကြည်ထားလို့လွန်ခဲ့တဲ့15ရက်လောက်ကလေးကကိုကျော်ဦးတယောက်ရွာရိုးလျှောက်ပြီးကျုံဝါထားနေတယ်မိဘုံကြီးကိုလည်းတွေ့ရပါတယ်ဟိုနာကဟာဒီနာရွှေတောင်းလောက်ကြတော့ဒီနာကဟာဟိုနာရွှေလုံနေတဲ့သားတော်မောင်ကိုကျော်ဦးကိုကြည့်ပြီးမိခင်ကြီးတော်မြတ်စင်တယောက်မျက်စိနောက်နေပုံရတာကိုလည်းတွေ့ကြရပါတယ်ကိုဝင်းခိုင်နဲ့သူ့အဖွဲ့တွေကလည်းမီးမျောပွဲမှာဘာစုမှမမျောလင်မဲကိုယ်တိုင်အကုန်ကြခံပြီးသူ့ကိုယ်တော်ကြီးထဲမှာကရဝိငှက်တကောင်ဖြစ်လာအောင်ပြင်ဆင်နေကြတာကိုလည်းတွေ့ရပါတယ်စကားကြီးတရက်ခွဲရောက်တော့ကိုတစ်လွင်ကိုထွန်းတို့တွေဟာမြမတို့အထွတ်မြတ်ထားတဲ့ဒေါင်းတစိတ်ကိုကောင်းနမိတ်အဖြစ်ပုံသွင်းတီထွင်နေတာကိုလည်းတွေ့ကြရပါတယ်ကိုစံသိန်းကိုလက်ကိုလာသိန်းစိုးဝင်းထုတ်ခေါ်ကိုဘီဓာတို့ကလည်းရေစလာပုတ်နဲ့မိဘုံကြီးကိုချွေးတလုံးလုံးနဲ့ပြင်ဆင်နေတာတွေ့ကြရပါတယ်ကိုမြင့်ကိုလာမြင့်တို့9ရက်ကွယ်အဖွဲ့တွေကလည်းကျဲမီးဘုံကြီးကိုအကြအနာပြုလုပ်နေကြပါတယ်သူဟာဒီကျဲကြီးကိုဘယ်လိုဒီဇိုင်းရှာခဲ့ကြောင်းအယောင်သွေးကြီးထွေမှုကိုသူဘယ်လိုစီမံခဲ့ကြောင်းစသဖြင့်ကျဲကြီးကိုလှုပ်ပြီးကြီးကျဲပြောနေတဲ့ကိုလာမြင့်ကိုသူ့လူကိုအောင်မြင့်တယောက်ကခေါင်းတဆက်နေရင်ပြုံးကြည့်နေတာကိုလည်းတွေ့ကြရပါတယ်
စာပြစုကြည်ပါရောက်တော့ဦးမြင့်အောင်သမီးဖြစ်သူဆရာမဒေါ်ချောစုနဲ့ကျုံတုံးကြည်ပါကဓာတ်ပုံဆရာမမနိုင်နိုင်တို့မြင်းမြင်းဆိုင်ဆိုင်ပြင်ဆင်နေကြတာကိုလှည့်လေကြည့်ရှုရင်းကဒီညမှမြင်ရမယ်အလှကိုစိတ်ထဲကနေပုံဖော်မှန်းဆကြည့်နေခဲ့မိပါတော့တယ်စကားကြီးမြို့ရဲ့ပထမအချိန်မြောက်တစောင်းတိုင်းမီးမျောပွဲတော်ကြီးကိုစတင်ကျင်းပပေးခဲ့တဲ့ဒေါက်တာဝင်းနိုင်ထွန်းရွှေဘိုးနဲ့ကျမ်းမာရေးဝန်ထမ်းများဟာဒီညရဲ့မီးထွန်းပွဲတော်မှာပါဝင်ဆင်နွှဲနိုင်ကြဖို့ဆေးရုံလူနာတွေရဲ့စိတ်ကူးတမှုလုပ်ငန်းတွေကိုပုံမှန်ထက်စောပြီးကုသဆောင်များကိုလှည့်လေကကုသပေးခဲ့ကြပါတယ်တချို့ကျမ်းမာရေးဝန်ထမ်းတွေဆိုရင်မီးထွန်းပွဲတော်အထိမ်းအမှတ်အင်ကြီးတွေကိုအစင်သစ်ဝတ်ဆင်ထားပြီးတာဝန်ထမ်းဆောင်နေကြတာကိုလည်းတွေ့ကြရပါတယ်မကြာခင်မှာတာယာရွှန်းပတ်တဆောင်မုံလာပြည့်ညရဲ့လာမင်းကြီးထွက်ပေါ်လာတော့မှမှုသူရကန်နေမင်းကြီးဟာတနေ့တာဝန်ချင်းပြီးလို့အေယာဝတီမြစ်တစ်ဖက်ကမ်းကတော်ရန်လေးတွေကိုဝင်လူဆဲဆဲတွေ့နေရပါပြီစကားကြီးတိုင်နေဆေးရုံပတ်ဝန်းကျင်မှာမီးလေပွဲကြီးစတင်ကြဖို့ပြင်ဆင်နေခဲ့ကြပါပြီတိုင်နေဆေးရုံကျန်းမာရေးဝန်ထမ်းများကလည်းမီးလေပွဲကြီးမှာပါဝင်ဆင်နွှဲကြမယ့်အဖွဲ့တွေကိုအေးအေးတိုက်ကြဖို့ဒေါ်နန်းစိန်ဦးနဲ့ဆေးရုံဝန်ထမ်းတွေပြင်ဆင်နေကြပါတယ်ဆေးရုံအဖွဲ့မှာလိုက်ပါကြမယ်သမီးပြိုလေးများကိုကျိုးစိုးနေရချထားပေးပြီးမိဘုံလေးများဝင်ငှပြီးခဲ့ကြပါတယ်မကြာမီအချိန်မှာတိုက်နယ်ဆေးရုံကျန်းမာရေးအဖွဲ့နဲ့တရက်ကွက်မိမျိုးအဖွဲ့ဝင်များရောက်ရှိလာကြပါတယ်စကားကြီးအထက်ကကျောင်းသားကျောင်းသူများအဖွဲ့နဲ့ကျမ်းမာရေးအဖွဲ့များစတင်ပြီးလှည့်လည်ဖို့နေရာပြင်ဆင်နေကြပါသည်ဒီလိုချမ်းသာတောင်ဘက်ဖယားလန်းအတိုင်းမိမျောပွဲကျင်းပရေးကော်မတီနာယကအဖွဲ့ဝင်လူကြီးများဦးဆောင်ပြီးစတင်လှည့်လည်ခဲ့ကြပါသည်စကားကြီးမျိုးရဲ့ကောင်းကင်ထက်မှာတစောင်းမုံလာပြီးညရဲ့လာမင်းကြီးဟာဆန္ဒလရာသီလာပြီးဝန်းတို့ထက်ပိုးပြီးထိန်ထိန်သာနေခဲ့ပါသည်ဒီနေ့ဟာရှုကျင်သပွဲကောင်းလာတဲ့ညဝိလျောပွဲကောင်းလာတဲ့ညစီကားတိုက်နေစွာနဲ့ရိုးရာရင်ကျေးမှုကိုထိမ့်သိမ်းစောင့်ရှောက်နေတဲ့ညအဖြစ်တွေ့ကြရပါတယ်။စူနေမြူတိန်သူရိန်မီကိုမှောင်ပြိုးမသွန်းယွန်းယွန်းလက်လက်ကျေတာယာနက်ခတ်ပေါင်းစုံတို့ကလည်း
ကြည်လင်ရွှင်မြတောက်ပါတဲ့စကားကြီးရဲ့စီမီမြင်မြင်လာတစ်စောင်းတိုင်းညဖြစ်ခဲ့ရပါတယ်တစောင်းမုံလာဟာမြန်မာလပြည်ထဲမှာရှစ်လမြောက်လဖြစ်ပါတယ်ပကံခေကြောက်စာပြည်မှာတစောင်းမုံလို့ကြီးထိုးခဲ့ကြပါတယ်အင်းဝခေမှာတော့တစောင်းမုံလို့ရေးသားခဲ့ကြပါတယ်တစောင်းမုံလာရဲ့အထိပ္ပယ်ကိုရှေးပညာရှိကြီးများကစီမီထွန်းညီတော်လာအမိုက်မောင်ကိုမီးရှူးတစောင်းနဲ့ပျောက်လို့ခြေမုံနဲ့လာလို့အတိတ်ပဲဖွင့်ဆိုခဲ့ကြပါတယ်ဘုရားဟောဇန်နိပတ်တွေမှာလည်းကဘာဦးကာလကစလို့တစောင်းမုံမှာစီမီတစောင်းထွန်းညီပူဇော်ကြတဲ့အလေးအထားများရှိခဲ့ကြောင်းသိရပါတယ်မြမမင်းတွေရဲ့ခေတ်ဆက်ဆက်မှာလည်းဒီလဒီချင်းရောက်ရင်ဇီဒီပထိုးနေအိမ်ချောင်းစတဲ့နေရာဒီမှာစီမီတွေထွန်းညီခဲ့ကြောင်းသိရပါတယ်